ရဲတွေကဖခင်တယောက်ကိုအပြင်းထန်အရှက်ရစေခဲ့တဲ့နေ့တစ်နေ့ရှိခဲ့တယ်။အဲ့ဒီအတွက်သူ့ရဲ့သားကတနေ့မှာကိုယ်တိုင်ပြန်လည်အမှန်တရားနဲ့ပြန်လည်တုံ့ပြန်ခဲ့တယ်။ဒါပေမဲ့ဘလို့နီးနဲ့လဲ။ဖခင်ကလမ်းဘေးမှာဖနက်ချုပ်ဖနက်ပေါ်လေးလုပ်ပြီးအသက်မွေးဝမ်းကြောင်းလုပ်နေရသူပါ။အိမ်အောင်စုကဆင်းရဲနွမ်းပါပြီးခက်ခဲစွာနေရတဲ့တနေ့ဖနက်ပေါ်လေးလုပ်နေချိန်မှာရဲအချို့ရောက်လာပြီးဖခင်ရဲ့ပစ္စည်းအလုံးကိုလမ်းပေါ်မှာလှဲချလိုက်ကြတယ်။ရဲရရှိတယောက်ကဒေါသထွက်ပြီးအော်လိုက်တယ်။ဒီလမ်းကမင်းအဖေရဲ့လမ်းလား။ဖက်ပတ်ပေါ်မှာဒီလိုလုပ်လို့ရင်ကြောပိတ်နေတာမမြင်ဘူးလား။ဖခင်ကတိတ်တိတ်ပဲနေခဲ့တယ်မပြန်ပြောဘူးမျက်လုံးထဲမှာလည်းဒေါသမပြခဲ့ဘူးဒါပေမဲ့အားလုံးကိုသားကကြည့်နေခဲ့တယ်။အဲ့ဒီညမှာဖခင်ကသားကိုစကားတခွန်းပဲပြောခဲ့တယ်။သားရီငါတို့ဆင်းရဲလို့လူတွေကငါတို့အပေါ်အာဏာသုံးကြတာပဲ။အဲ့ဒီညတညလုံးသားရဲ့ခေါင်းထဲမှာအတွေ့တစ်ခုပဲလှည့်ပတ်နေခဲ့တယ်။ယူနီဖောင်းရှိတဲ့လူတွေကိုလူတွေကြောက်ကြတယ်။ဒါပေမဲ့တနေ့မှာငါဒီယူနီဖောင်းကိုအသုံးပြုပြီးတရားမျှတမှုကိုပြမယ်။